ကောင်းကင်မှာလှုပ်ရှားနေတဲ့ကြေအောင်စွမ်းအင်သုံးမျိုးပြတစ်ခုမှာပတ်ဆိုတဲ့ပိုးဆုံးကျူးလေးနေထိုင်ပါတယ်။သူကတခြားပိုးဆုံးကျူးတွေလိုမလင်းနိုင်ဘူး။တနေ့မှာမျိုးရဲ့မီးစက်ကြီးကိုပြုတ်ပြင်းရင်းလက်ကချော်ထွက်သွားပြီး prison ကြီးပြုတ်ကျသွားခဲ့ပါတယ်။ကွဲသွားပါပြီ။ prison ကအပိုင်းပိုင်းကွဲသွားပါတယ်။တစ်မျိုးလုံးမှောင်ပြီးမြေပြင်ကိုဖြည်းဖြည်းချင်းပြုတ်ကျတော့မယ်။အပြစ်ရှိတယ်လို့ခံစားရတဲ့ပတ်ဟာဦးတိုင်းကိုပြန်ထွန်းဖို့တောတိုင်းကျဲတလုံးရှာဖွေဖို့တားမြစ်ထားတဲ့မြေပြင်ကဘာကိုဆင်းသွားတယ်ဒီလောက်နီးနီးကျဲတလုံးကိုငါတခါမှမမြင်ဘူးပတ်ကသူ့ရိုင်းဆိုင်နဲ့ကျဲလိုအပ်တယ်လို့အမူအရာနဲ့ရှင်းပြဖို့ကြိုးစားတယ်ကျဲကြီးသူတယောက်ဖြစ်တဲ့လူနာကနားလေတယ်မင်းကကြာဆင်းနေတဲ့ကျဲတလုံးကိုဆိုလိုတာလားကျဲတလုံးဘယ်ကကြတယ်ဆိုတာငါသိတယ်မှောင်မိုက်တဲ့တောအုပ်ကိုဖျက်လျှောက်သွားကြတယ်လူနာကဆွဲယူပြီးသူတို့နှစ်ယောက်အတူတူရေမောပြီးထွက်ပြေးကြပါတယ်သူတို့ကမ်းခြေကိုပြန်ပြေးကြပါတယ်လူမီနာမျိုးဟာအခုဆိုရင်ကောင်းကင်မှာအလွန်နှိမ့်ကျနေပြီးနီးပြတိုက်အထက်ကမိုးတိမ်တွေကိုထိလူနီးပါဖြစ်နေပါတယ်အဲ့ဒီကိုရောက်အောင်လုပ်ရမယ်မျိုးကတည်ငြိမ်သွားပြီးပြန်မြင့်တက်လာတယ်အလင်းတွေအားလုံးသူတို့ရဲ့အလင်းရောင်ကိုပြန်ရလာပေမဲ့အခုတော့ပုံနှွေးထွေးတဲ့အယောင်နဲ့တောက်ပနေတယ်ပတ်ကသူမရဲ့နဖူးကိုထိလိုက်တယ်အလင်းရောင်နှဲငယ်ကသူမရဲ့ကျဲလဲဆွဲကိုကူးပြောင်းသွားတယ်။အခုတော့သူမရဲ့လဲဆွဲကပတ်ရဲ့အလင်းရောင်နဲ့တောက်ပနေတယ်